နောက်ဆုံးအနေနဲ့တော့ချစ်ဆုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့အနေအမြင်အတက်အကျတိုင်းမှာကျွန်တော်ယုံကြည်သူဖြစ်လာပေမဲ့လည်းဝိညာဉ်ပိုင်းဆိုင်ရာမှာမရင်ချက်ပဲနဲ့ခဏခဏလဲကြတဲ့အချိန်တွေရှိတယ်ခဏခဏပြန်ပြီးတော့မှဒုစရိုက်တွေကိုပြုံးမိခဲ့တဲ့အချိန်လည်းရှိပါတယ်ခါကျရင်စိတ်ဓာတ်အရန်ကြပြီးတော့မှအသက်မရှင်ခြင်းလောက်အောင်ဖြစ်ခဲ့တဲ့အချိန်တွေသိရှိပါတယ်ဒါတွေအကုန်လုံးကိုသိတဲ့သူကတော့သူကိုယ်တိုင်ပဲဖြစ်ပါတယ်သူကပဲကျွန်တော်ကိုဘေးနားမှာအနည်းဆုံးရှိပြီးတော့မှကျွန်တော်လက်ကိုဆွဲကိုင်းပြီးတော့မှကျွန်တော်ကိုဖျားနဲ့တမန်တရားလမ်းထဲကိုအနီးကပ်ညွန်ပြပေးခဲ့တော်သူဖြစ်ပါတယ်ဖခင်သခင်ကျွန်တော်ကိုအသုံးပြုလို့ရအောင်ဖခင်သခင်ကျွန်တော်ကိုဘေးတက်လို့ရအောင်ဂျားခံနေအဖြစ်ဝင်ရောက်ပြီးတော့မှအသုံးခံတော်သူဟာထိုသူပဲဖြစ်ပါတယ်ဒါကြောင့်ချစ်ဆုံးအရန်ချစ်တယ်ယေရှုလည်းအရန်တင်ပါတယ်စင်ကြီးအစာကဘာဦးကတဲ့ကဆန်ချေစွာအချင်းနဲ့အစာပြုခဲ့သူဖယားမျက်ရှိတယ်ဆုံးဖပ်ပေးတဲ့ဖူးစာဘယ်သူမှခွဲလို့မရပါဖယားကကြွယ်ပတ်တပိုးတင်ပေးသိပေးတယ်ဖယားရဲ့မြတ်တာလူရရဲ့အပေါ်မှာပြတာခဲ့တဲ့လုံးမျိုးတူဘောတူပြန်လန်းနာလဲမယ်သစ္စာကတိထားလို့အယိုးတွေကအယိုးအသားတွေကအသားတူမဟုတ်တော့ဘူးတသားကိုဖြစ်ဖို့ရတွေ့ထားလက်တွေခိုင်ခိုင်နေထာဝရမခွဲဘူးဖျားတည်တယ်အိမ်သာဘောရာကြီးမတူညီမှုကလေးများရှိရင်ဖျားပဲလေလို့အနာလိုက်တဲ့နေခဲစေရဲ့ချမ်းသာဘယ်ခါမှလက်တွေမဖြုတ်ပါမင်္ဂလာနှစ်တို့အစာမမဆုံးတော့ချစ်ခီလမ်းမဝဲရဲ့မြတ်တာလူသားရဲ့အပေါ်မှာပြတာခဲ့တဲ့လူမျိုးတူဘောတူပြန်လာနာလဲမယ်ဒီစားကတိထားလို့အယိုးတွေကအယိုးအသားတွေကအသားနော်ဦးမဟုတ်တော့ဘူးတသားကိုဖြစ်ဖို့ရခိုင်နေထာဝရမခွဲဘူးဖျားတည်တယ်အယိုးတွေကအယိုးအသားတွေကအသားနော်ဦးမဟုတ်တော့ဘူးတသားကိုဖြစ်ဖို့ရတွေ့ထားလက်တွေခိုင်ခိုင်နေထာဝရမခွဲဘူးဖျားတည်တယ်အိမ်သာခိုင်ခိုင်နေထာဝရမခွဲဘူးဖျားတည်တယ်အိမ်သာရောက်ချင်စီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေ